မင်္ဂလာပါခင်ဗျာမြန်မာကိုဘတ်စပေါ်မှာကြိုဆိုပါရစေအခုလာမယ့်အပတ်တနင်္ဂနွေနေ့မှာတော့ကျွန်တော်တို့ချင်းဖိုက်တာလေးဂျော့ရှူအာဘန်ရဲ့ UFC ချန်ပီယံကပတ်လူပွဲလေးရှိပါတယ်ဒီပွဲကတော့ကျွန်တော်တို့မြန်မာနိုင်ငံတည်းမဟုတ်ဘဲအာရှတိုက်တိုင်းလုံးကလူတွေအတွက်ပါဂုဏ်ရမယ့်ပွဲတစ်ပွဲလေးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုအာရှတောင်ဖိုက်တာတွေထဲမှာ UFC ချန်ပီယံဆိုလို့အမျိုးသမီးဖိုက်တာတစ်ယောက်သာရှိပါတယ်အာရှရဲ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်ဂျပန်ကိုရီးယားအစရှိတဲ့နိုင်ငံကဖိုက်တာတွေပဲချန်ပီယံကပတ်နဲ့ညီဆက်ခွင့်ရခဲ့ဘူးလားပါအခုလိုဆင်းရဲတဲ့အရှေ့တောင်အာရှနိုင်ငံကဖိုက်တာလေးတစ်ယောက်ကစိန်ခေါ်ခွင့်ရခဲ့တာဟာတကယ်ကိုဂုဏ်ယူလို့မဆုံးပါဘူးအခုကျွန်တော်အဓိကပြောပြချင်တဲ့အကြောင်းအရာကတော့ဗန်နဲ့ရှင်ပြိုင်ရမယ့်ချန်ပီယံကြီးပန်တိုဂျာရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ပန်တိုဂျာကို1990ခုနှစ်ဧပြီ16ရက်နေ့ဘရာဇီးနိုင်ငံရီယိုဒီဂျေနေရိုမြို့အေယူအေတိုကာဘူရပ်ကွက်မှာမွေးဖွားခဲ့ပါတယ်ဒီရပ်ကွက်လေးကလူငယ်လေးတွေအတွက်ကတော့လောကနီယာမာတွေကိုအမျိုးမျိုးခန်းစားကြရပါတယ်အဲ့ဒီထဲမှာပန်တိုဂျာလည်းအပါအဝင်ဖြစ်ပါတယ်သူငယ်စဉ်အခါမှာပင်သူ့အဖေကမိသားစုကိုဆုံးခွာပြီးထွက်သွားခဲ့ပါတယ်ဒီအချိန်မှာသူ့အမေသာသူ့ရဲ့ဘဝကြီးဖြစ်လာပါတယ်အသက်18နှစ်အရွယ်မှာတော့သူကတိုက်ခိုက်ရေးအားကစားကိုစတင်စိတ်ဝင်စားလာပြီးတိုက်ခိုက်ရေးလောကကိုဝင်ရောက်လာခဲ့ပါတယ်။သူကပြည်ရင်းပွဲတွေမှာငယ်စဉ်ကတည်းကထူးထူးချွန်ချွန်လက်ဆန်းပြခဲ့တဲ့လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့အသက်26-29အရွယ်မှာတော့သူက UFC ပွဲစဉ်တွေရဲ့အသေးစားပွဲစဉ်တွေမှာစတင်ဝင်ရောက်ထိုးတက်ခဲ့ရပါတယ်။အခုဗန်ရဲ့အရွယ်23-24မှာတော့သူကပကံစီးရင်လေ့ကျင့်ပြီး UFC အိမ်မက်ကိုမက်နေရတော့လို့အင်တာဗျူးတစ်ခုမှပြောထားတာကိုတွေ့ရပါတယ်။ဒီလိုနဲ့သူက2022ခုနှစ်မှာ Elish Barrett ကိုပထမအချီမှာနဲ့ submission နဲ့အနိုင်ယူပြီးတဲ့နောက်မှာတော့ချန်ပီယံကပတ်ကိုလူခွင့်ရခဲ့ပါတယ်။2023ခုနှစ်ဇူလိုင်လမှာကျင်းပတဲ့ UFC 290မှာတော့ချန်ပီယံ Brando Marino ကိုအမှန်အဆုံးအဖြစ်နဲ့အနိုင်ယူပြီးချန်ပီယံဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ချန်ပီယံကပတ်ကာဝယ်ပွဲတွေထိုးတက်ခဲ့ရပြီးအကုန်လုံးကိုအနိုင်ယူပြထားကချန်ပီယံအဖြစ်ယခုတတိတိုင်ရည်တည်ပြနေပါတယ်။ချန်ပီယံကပတ်ကာဝယ်ပွဲအနေနဲ့ထိုးတက်ရတဲ့ပွဲတွေမှာဖန်အနိုင်ယူပြထားတဲ့ number 1 fighter Brandon Royval လည်းပါပါတယ်။ပန်တိုဂျာက striker သမားစစ်စစ်ဖြစ်တဲ့ Brandon ကိုချန်ပီယံမဖြစ်ခင်က submission နဲ့အနိုင်ယူပြထားပူပါတယ်။နောက်တစ်ချိန်ချန်ပီယံကပတ်ကာဝယ်ပွဲတွေ့ဆုံမှုမှာတော့ပွဲမဖြစ်နိုင်ခဲ့ပဲ9ကြီးပြည့်စောပြီးတဲ့နောက်မှသာ decision နဲ့နိုင်ခဲ့ရပါတယ်2024ခုနှစ်မှာတော့ဂျပန်သားလေးကိုင်အဆာကာရာကိုဒုတိယအချီမှာတင်မဲ့ submission နဲ့ထပ်နိုင်ခဲ့ပါတယ်ပန်တိုဂျာအနေနဲ့ဘန်ကတော့ဒုတိယမြောက်အာရှသားအဖြစ်ထိုးတက်ရမှာပဲဖြစ်ပါတယ်ပန်တိုဂျာကတော့အသက်35နှစ်ရှိပြီး35ပွဲထိုးပွဲ30နိုင်ပြီး5ပွဲရှုံးဆိုတဲ့ရလက်ကောင်းကိုပိုင်ဆိုင်ထားတဲ့ချန်ပီယံတစ်ယောက်လည်းဖြစ်ပါတယ်သူ့ရဲ့နိုင်ပွဲ30မှာတော့17ပွဲက submission လို့ခေါ်တဲ့တစ်ဖက်လူကိုချုပ်ကပ်နဲ့ပွဲသိမ်းနဲ့အကွက်ဖြစ်အနိုင်ယူပြထားပြီး10ပွဲကိုနော့အောင်နဲ့အနိုင်ယူပြထားပါတယ်ကျန်တဲ့နိုင်ပွဲတွေကတော့ဒိုင်းအဆုံးဖြတ်နေပဲဖြစ်ပါတယ်ဒီအချက်လက်တွေကိုကြည့်ခြင်းအဖြစ်ပန်တိုဂျာကဘရာဇီးဂျူဂျစ်စုကပတ်နဲ့ရရှိသူပြီး ground ပိုင်းမှာအရန်ကျကျင်တာကိုတွေ့ရပါတယ်ပြီးတော့သူ့ရဲ့မာဂုံပိုင်းကိုကြည့်ရရင်လည်းသူရှုံးခဲ့တဲ့9ပွဲမှာတပွဲမှအလေးထိုးခံရခြင်းအချုပ်ခံရခြင်းမရှိခဲ့ဘူးပါဘူးနာမည်ပြောင်ဖြစ်တဲ့ဒေကာဗီနီရဲ့ပြီးတပွဲလုံးကိုဘလူးတရဲလူအုပ်စိုးထားတဲ့လူတစ်ယောက်လေးဖြစ်ပါတယ်ဒီဘက်ကစိတ်တက်လဲဖိုက်တာပီတာရဲ့စိတ်တက်ရှိပြီးအောက်ခြေဘဝကနေတက်လာရသူတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့ပြောပုံဆိုပုံနေပုံထိုင်ပုံတွေကိုကြည့်ရင်လည်းအရန်ယူရှင်းတာကိုတွေ့ရပါတယ်။နာဗန်ရဲ့အရွယ်မှာဆိုပကံစင်းနေရတော့ဆိုတဲ့စကားကိုကြည့်ခြင်းအပြင်ဘန်ကိုသူလေးစားမှုရှိတဲ့ဆိုတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ။2025ခုနှစ် UFC ရဲ့ P4P ranking မှာလည်းဒိတ်ကျဲဖိုက်တာတွေနဲ့အတူ top 5 စရင်ဝင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ဖန်နဲ့အရက်အမောင်းကိုလေးချိန်တူပေမဲ့ခြေတံလက်တံပိုင်းမှာတော့အနည်းငယ်လေးရှိနေတာကိုတော့တွေ့ရပါတယ်။ဖန်အနေနဲ့ရကူမာမဟုတ်ပေမဲ့ဖန်ရဲ့ striking skill ကလည်း1မိနစ်ကို10ကြိမ်လုံးအဆက်မပြတ်ထိုးတက်တတ်တဲ့ဆိုတဲ့စံချိန်ကလည်းရှိပါတယ်။ UFC မှာဆိုရင်တော့ dash bind 1000ကထောင်ပေါင်းများစွာသောဓာတ်ချက်များဖြင့်တည်ဆုံးခြင်းပြုဟာမြန်မာလူဆိုရင်တော့အမှတ်ချချွေရပေါ့ဗျာ။ဖန်မာကလည်းဒီလို skill ရှိနေလို့ပန်တိုဂျာအနေနဲ့လည်းလွယ်လွယ်ကူကူဖြစ်နေမှာတော့မဟုတ်ပါဘူး။ကျွန်တော်တို့ fighter လေး Joshua
စီဂျူဂျစ်စုကပတ်နဲ့ရရှိထားတဲ့ဖိုက်တာဖိလစ်ပင်းပြင်းကိုအနိုင်ရရှိမှုထားပါတယ်ချန်ပီယံကြီးဖြစ်တဲ့ပန်ဒိုဂျာကတော့ဂျူဂျစ်စုစကီးပုံမြင်မာတာပေါ့ဗျာစထရိုက်ကင်ပိုင်းရှိရင်တော့ဗန်ကအနှင်းငယ်တာမယ်ထင်တယ်ဘာလို့ဆိုရင်ပန်ဒိုဂျာရဲ့ပွဲတွေကိုကြည့်လိုက်တော့ခွန်အားပိုင်းနဲ့စမစ်ရှင်ပိုင်းကောင်းပေမဲ့လက်တီအထွက်တွေကတော့နည်းနည်းလေးကွေးတာကိုတွေ့ရပါတယ်အောက်ခြေကန်ချက်လေးတွေကတော့ကျွန်တော်တို့ဂျော်ရှူအာဘန်တဲ့ပိုပြီးတီတီတက်တက်ကန်တတ်ပါတယ်စထရိုက်ကာနဲ့ဂရက်ပလာသမားနှစ်ဦးအားပြန်ရမယ်ပွဲတစ်ပွဲလေးဖြစ်ပါတယ် UFC မှာစထရိုက်ကာသမားတွေဖြစ်တဲ့ဂျွန်ဂျုံးတို့ကော်နာတို့လည်းကြီးစိုးဘူးတော့ကျွန်တော်တို့ဗန်လည်းချန်ပီယံတယောက်ဖြစ်နိုင်တယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်တို့ဗန်အတွက်နိုင်ရှုံးအမျက်ပဲမှုလာမယ့်ဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့ကျအဆောင်မြော်အားပေးကြရအောင်ဗျာအားလုံးပဲစိတ်ချမ်းသာကိုကြမှာကြပါစေ